လူသက်သမားတယောက်ကအလောင်းတစ်လောင်းကိုမြုပ်ပြီးအိမ်ပြန်လာတော့အိမ်ကြီးချင်းကလည်းတွင်းတူးနေတာကိုတွေ့လိုက်ရတယ်လူသက်သမားဦးလေးခွေးပါဖြစ်လို့လဲအိမ်ကြီးချင်းဒီနေ့ကျက်စေးစားတည်သွားတာမြုပ်ထားတာလဲမိုးရေတိုက်ထုတ်ခံလိုက်ရတယ်ဒီတွင်းကနှက်သေးဖို့လိုသေးတယ်အဲ့ဒီအချိန်ကထိတ်လန့်တကြားဖြစ်နေတာမို့တွင်းကိုတေချာမနှက်အောင်တူးနိုင်ခဲ့ကြဘူးအလောင်းကိုအတင်းထည့်သွင်းပြီးမိုးကြီးကြည်သွားတော့ဖက်နှက်သားရေဖက်နှက်ထိတ်နှစ်ဖက်ကပေါ်လာပြီးဒီလိုဝက်ချက်ကိုဖုံးကွယ်ဖို့လင်းဟွာတယောက်တည်းတောင်ပေါ်ကိုပြန်တက်သွားတယ်အလောင်းကိုတူးထုတ်ပြီးအိမ်ကြီးချင်းရဲ့ခွေးတေကောင်ကိုမူလနေရာမှာအစားထိုးမြုပ်လိုက်တယ်ဒါမှနောက်တစ်ချိန်တယောက်တွေ့ရင်လည်းဒီတွင်းကိုတန်တရားမဖြစ်တော့ဘူးလေပြီးတော့အလောင်းကိုပင်လယ်ကမ်းဆက်ကိုတည်သွားပြီးမိပြတဲ့ဟောင်းနီးမှာတွင်းနဲ့ကြီးတူကတင်ကြိုလိုက်တယ်ဒီလိုဝက်ချက်ကိုတစ်သက်လုံးစောင့်ကြက်မယ်ဆိုပြီးအဲ့ဒီနားမှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်那个深坑他打算住在这里用自己的一生去守护这个秘密可明明是别人杀的人他为什么要做出这么大的牺牲ဒါပေမဲ့လူသက်တာသူမဟုတ်ပဲဘာကြောင့်ဒီလောက်ကြီးဆွန့်လို့ရတာလဲနောက်ပြန်ဆုတ်ကြည့်ရအောင်ငယ်တငယ်ချင်းအတွက်စစ်ကြောင်းပြအခမ်းအနားကိုကူညီစီစဉ်ဖို့သူတို့နှစ်ယောက်တောင်ထိပ်ကိုအလင်းစလိုတက်သွားပြီးရှားရှဲကိုတယောက်ထဲထားခဲ့တယ်ဒါပေမဲ့စစ်ကြောင်းပြအခမ်းအနားအဆန်းလုပ်နေတော့လူမင်းကနည်းနည်းထူးဆန်းနေတယ်လူမင်းအောက်ကိုဆင်းကြည့်ရအောင်လူမင်းရဲ့ခန်းစားချက်ကမှန်ခဲ့တယ်ရှားရှဲကအနီရနဲ့ရင်ဆိုင်နေရပြီသူမကိုပြန်ပေးဆွဲသွားတာကမာကိုင်းသူမကိုကြာကြာတက်မှတ်နေတဲ့ချမ်းသာသားမျိုးရိုးဖြစ်တဲ့တောင်ထိပ်ကတောင်ချေလောက်ကဝေးလုံးလို့လူမင်းရောက်တဲ့အခါရှားရှဲဟာမာကိုင်းရဲ့အနိုင်ကျင့်ခံထားရပြီးသားပဲအဲ့ဒီမြင်ကွင်းကိုမြင်တော့လူမင်းတော်သူပုံထသွားတယ်မာကိုင်းကိုဒေါသတကြီးကန်ချလိုက်ပြီးလေဘင်းကိုတင်းတင်းဆုပ်ကင်လိုက်တယ်ဒီနေ့ဒီလူဆိုးကိုကိုယ်တိုင်လက်နဲ့တက်ပစ်မယ်လို့ဆုံးဖြတ်လိုက်တယ်抓住他的脖子今天他无论如何都要亲ဒါပေမဲ့အသက်ရှူမဝခင်လေးမှာမာကိုင်းကမြေကြီးတဆုပ်ကင်ပြီးသူ့ကိုပြန်လာတိုက်တဲ့အခြေအနေကတစ်ချက်အတွင်းပြောင်းပြန်ဖြစ်သွားတယ်ကူလာတဲ့လင်းဟွာကလည်းခြေမစွမ်းတာမို့မာကိုင်းနဲ့လုံးဝမရှင်နိုင်ဘူးလူမင်းလေဘင်းညှစ်ခံပြီးတေတော့မဲ့အခြေအနေမှာရှားရှဲကလင်းဟွာရဲ့တောင်တက်တုပ်ကိုကောက်ကင်ပြီးမာကိုင်းရဲ့လေဘင်းကိုပြင်းပြင်းထိုးလိုက်တယ်အဲ့ဒီထိုးချက်ကသွေးလွတ်ကြောကိုထိသွားလို့မာကိုင်းဟာသွေးလွန်ကျုံဆုံးရှုံးပြီးမကြခင်သေဆုံးသွားတယ်၃ယောက်စလုံးမိုင်းမောနေကြတယ်သူတို့မသိတာကကြွကြသွားတဲ့ကင်မရာကဖြစ်စဉ်တစ်ခုလုံးကိုရိုက်ကူးထားပြီးသားဆိုတာပဲနန်းပေါင်းတင်မောကျွေးမှာပောက်ကွဲမှုတစ်ခုဖြစ်သွားတယ်။ဘာအကြောင်းကြောင့်လဲမသိပဲအဲ့ဒီမှာပြင်းထန်တဲ့ပောက်ကွဲမှုတစ်ခုဖြစ်ပြီးရှားရှဲရဲ့အဖေပါဝင်လူ73ယောက်သေဆုံးသွားတယ်။အလောင်းများစုကမီးလောင်ပြီးမှတ်မိခတ်နေတာမို့မာကိုင်းကိုသေဆုံးသူစည်ရင်မှာမှားပြီးထည့်သွင်းလိုက်တယ်။လူမျက်နှာတွေအကုန်လုံးမီးလောင်နေတာဘလို့သေချာသိနိုင်မှာလဲ肢体脸都被烧焦了稀里糊涂之下နောက်တစ်ယောက်အလောင်းများစုမီးလောင်ထားတယ်။ဝင်ထွက်စည်ရင်နဲ့နှိုင်းရှင်ကြည့်တော့လူစည်ရင်ကိုက်ညီတဲ့ဒီအမီမသိအလောင်းကိုမာကိုင်းလို့မှားယွင်းသတ်မှတ်လိုက်တာအခုတကယ်မာကိုင်းကိုကောင်းကောင်းဖုံးကွယ်ထားရင်ရောရဲတွေရဲ့တန်တရားကိုမနှိုးဆော်မိတော့ဘူးဒါပေမဲ့အလောင်းမြုပ်ပြီးတဲ့နောက်လူမင်းကင်မရာပြောင်းနေတာကိုတွေ့လိုက်တယ်ကြာကြာရှာပေမဲ့မတွေ့ဘူးတယောက်ယောက်ကောက်သွားရင်အလောင်းလဲပေါ်သွားနိုင်တယ်ကံကောင်းတာကနောက်ရက်တွေမှာဘယ်သူမှရဲကိုအကြောင်းမကြားဘူးသူတို့တဖြည်းဖြည်းစိတ်လျှော့လာချိန်မှာရှားရှဲကအဓမ္မခံရတဲ့ဖြစ်ကိုလက်မခံနိုင်တာနဲ့ကိုအဆုံးစီရင်ဖို့စူးစမ်းတယ်လူမင်းကသူ့အသက်ကိုဆုံးပြီးကေဆယ်လိုက်တယ်ဒီ၃ယောက်သားဘသူ့ကိုမှမပြောရင်ဒီလိုဝက်ချက်ကိုဘသူမှဘယ်တော့မှမသိရတော့ဘူး夏雪却因为接受不了被强暴的事实选择了亲အိမ်မက်ကလှပေမဲ့အဖြစ်မှန်ကရက်ဆက်တယ်မာကိုင်းတေပြီးနောက်သူ့ညီကသူ့စိန်ခံကားကိုခိုးရောက်မှုကြံတယ်ဒါပေမဲ့တွေးလေလေထူးဆန်းလေလေပောက်ကွဲမှုဖြစ်တဲ့နေ့ကမာကိုင်းကတင်မောကျွေးမှာမရှိဘူးသူ့စီကဆိုင်ကင်ငှားပြီးထွက်သွားတာဒါဆိုရင်သူဘာဖြစ်လို့ပောက်ကွဲမှုမှာတေးရတာလဲမာကိုင်းအသက်ရှင်နေသေးတယ်လို့တန်တရားရှိပေမဲ့စိန်ခံကားရောက်ကျင်လို့အဖေကိုမပြောပြဘူးဒါပေမဲ့ကားရောက်တဲ့နေ့မှာအဖေကလူလွတ်ပြီးရုံးမှာသူ့ကိုဖမ်းလိုက်တယ်အသက်ရှင်ဖို့အတွက်အကုန်ဖွင့်ပြောလိုက်တယ်ဒါအသက်ရှင်နေသေးတယ်ဆိုတာကြတော့မာဒရုံးကမာကိုင်းကိုရှာတွေ့ရင်ကားပေးမယ်လို့ချက်ချင်းကတိပေးတယ်ဖုန်းတစ်ချက်နဲ့ရဲရင်အားရနဲ့ချီလွှတ်လိုက်တယ်စောင့်ကြည့်ကင်မရာတွေနဲ့မာကိုင်းနောက်ဆုံးသွားတဲ့နေရာကစစ်တူတောင်ဖြစ်တယ်ဆိုတာဆုံးဖြတ်လိုက်တယ်就把那辆车送给他随着一通电话打出数百名警察迅速出ဆိုင်ကယ်နဲ့အလောင်းမြုပ်တွင်းကိုတွေ့ပေမဲ့အထဲမှာခွေးတေကောင်ပဲရှိတယ်မာဒရုံးဒေါသထွက်ပြီးညီဖြစ်သူအမှတ်သားလွဲနေတယ်လို့ထင်တယ်ဒါပေမဲ့ကန်ဆိုးတာကညီဖြစ်သူခောက်ဆွဲဆိုင်မှာစားနေတော့ကလေးတွေကင်မရာတစ်လုံးနဲ့ကစားနေတာကိုမြင်လိုက်ရတယ်ယူပြီးကြည့်တော့အဲ့ဒါကလင်းဟွာအဲ့ဒီအချိန်ကငှားသုံးထားတဲ့ကင်မရာပဲဗီဒီယိုထဲမှာ၃ယောက်မာကိုင်းကိုတက်တဲ့ဖြစ်စဉ်တစ်ခုလုံးရှင်းရှင်းလင်းလင်းပါနေတာကိုမြင်တော့ညီဖြစ်သူအလွန်တုန်လှုပ်သွားတယ်ကင်မရာကိုပိတ်လိုက်ပြီးသူ့ကောင်းထဲမှာအကြံဆိုးတစ်ခုချက်ချင်းပေါ်လာတယ်因为视频里清晰记录了3人杀死马凯的全过程，合上相机的同时，一个坏点子迅速在他脑海中涌现。